ဂိမ်းလဲဆော့ကင်မရာလဲသုံးမယ်ဗျာ30ဝန်းကျင်ကဘယ်ဖုန်းဝယ်တင်လဲတဲ့30ဝန်းကျင်ဈေးတန်းမှာဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာ official global လုံးနေတယ်ရှာတယ်အခုတော့မှာပေါ့နော် Xiaomi 15ရှိမယ်Samsung နဲ့ရဆို Galaxy S25 FE နဲ့ Galaxy S25 ရှိမယ်ပေါ့နော်ကျွန်တော်ကတော့ S25 လေးကဒီ flagship quality flagship experience ကိုပို့ရတယ်ထင်လို့အဲ့ကောင်လေးကိုပို့ကြိုက်တယ်ပေါ့နော်ဒါပေမဲ့ပြဿနာကအဲ့ကောင်လေးက out of stock ဖြစ်နေရဲ့ပစ္စည်းပြတ်နေတယ် iPhone လေးရဆိုရင် iPhone 16ရှိမယ်သူလည်း30တိလားမသိဘူး30ကျော်ပဲပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုကဒီ PI လုံးပညာတွေလည်းအဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်တို့ latest greatest အဲ့ဒီ model တွေအချမ်းဆုံး model တွေကိုကန်လို့ရမယ်အဲ့ကောင်တွေဆိုရင်ဘာတွေရှိမလဲဆိုတော့ကျွန်တော်တို့ Xiaomi 17 Pro ရှိမယ်ပြီးတော့ OnePlus 15ရှိမယ် Oppo Find 9 Pro ရှိမယ် Vivo A300 Pro ရှိမယ်အဲ့ကောင်တွေဆိုရင်ကျွန်တော်တို့ဒါgame ပဲကြုံမလားကင်မရာပဲရှင်မလားbig quality ပဲကြည့်မလားဘက်ထရီပဲဖုတ်မလားသူကလည်းသူဗျာတကယ် flagship ကောင်ကြီးတွေအချမ်းကြီးတွေပေါ့နော်အဲ့ဒီမျိုးတွေကမှကျွန်တော်အကြိုက်ဆုံးဆိုရင် Vivo A300 Pro နဲ့ Oppo Find 9 Pro ရှိ